ကောသဇင်ဇလန်တွေအပိုင်း20ကိုကြည့်လို့ရပါပြီ။ကြည့်ကျင်တဲ့ဆိုရင်တော့အခုပြထားတဲ့ subscribe ဆိုတာလေးကိုနှိပ်ခဲ့ပြီး comment မှာအခုရေးခဲ့ပေးပါ။ဗီဒီယိုကိုအစဆုံးကြည့်တဲ့သူမှဇလန်တွေအစအဆုံးကိုကြည့်လို့ရမှာဖြစ်ပါတယ်။မကြည့်ချင်ရင်တော့ကြော်သွားလိုက်တာမိတ်ဆွေတို့အတွက်အကောင်းဆုံးထင်ပါပါ။အားလုံးကိုကျေးဇူးတင်ပါတယ်။ ဘယ်ကပြန်လာလဲ။လက်ထက်မှာလည်းထုတ်ပိုးတွေမှာအများကြီးပဲ ငါကိုကြီးလည်းငငယ်ချားပြန်လာလို့တဲ့အဲ့လိုက် ။အဲ့လိုမျိုးချိန်လေးကောင်းကောင်းလေးရှိရင်ငါ့ကိုလေးဆက်ပေးပါဦး မလီနစ်လို့စိတ်ကြီးမျိုးငါ join ပေးစရာခါရဲကိုတောင်ကိုလန်ထောင်းမဖြစ်မျိုးတော့ချစ်မခံဘူးဟဲ့ ။ तू ကတော့ကုမ္ပဏီမှာလုပ်တယ်လို့ပြောတာ။ဒါမဲ့အဲ့ဒါရောင်ပြတက်တက်ပါ။စီးပဲခင်းတာတက်တက်ရောင်းဝယ်ဖြစ်တာတက်တက်လေ။ Okay လားခုနကပြန်ချိန် ဘာမှမကြည့်ရ